ဖောင်အသင်းနဲ့ထွက်လာတဲ့နိုင်ရိုတိုကြောင့်ဘရူတိုရောဆာစကဲပါအံ့ဩသွားကြပြီးများပြားလာတဲ့ချာကိုရာတွေကြောင့်အီရှီကီပါအနှဲငယ်လန့်သွားခဲ့ပါတယ်။သူ့ကိုတိုက်ခိုက်နေရင်တော့ဘရူတိုကိုဘေကင်းရရွှေ့ပေးလိုက်ပြီးအီရှီကီရဲ့တိုက်ခိုက်မှုတွေကတစ်ချက်မှမထိတော့တဲ့ပြင်နိုင်ရိုတိုရဲ့တစ်ချက်ကအရင်ထက်အများကြီးပိုအားကောင်းလာတယ်ဆိုတာရိပ်မိသွားပါတယ်။ဒီစွမ်းအားကိုဘေရီယွန်မော့လို့ခေါ်ပြီးအသုံးပြုသူရဲ့ချာကိုရာနဲ့ life force တွေကိုတက်တန်းမကုန်မချင်းကုန်ကျန်းအနေနဲ့အဓိကလောင်ကျွမ်းအသုံးပြုတာဖြစ်လို့မလိုအပ်တဲ့ဂျူစုတွေအကွက်တွေထုတ်မသုံးမှသာဒီဘေရီယွန်မော့ကိုအချိန်ကြာအသုံးပြုနိုင်မှာဖြစ်တဲ့အကြောင်းခူရာမာကပြောပြလိုက်ပါတယ်။နိုင်ရိုတိုကိုတစ်ချက်မှတော့ထိအောင်မထိုးနိုင်တော့တဲ့အီရှီကီကလည်းဒေါသထွက်လာပြီးနိုင်ရိုတိုကသူ့ရဲ့လေးလံလာပါတယ်ဆိုတဲ့ကုပါတုံးတွေကိုတော့အသာလေးပြန်ပြစ်ပြနေရဲ့ပြင်သူ့ထက်လုံးဝမြန်တဲ့အချိန်နဲ့တက်ခိုက်နေရကြောင်းမယုံနိုင်လောက်အီရှီကီကိုကအသာစီးရနေတဲ့နိုင်ရိုတိုရဲ့ဂျူစုကဘာလဲဆိုတာဆာစကဲလည်းစဉ်းစားမရဖြစ်သွားခဲ့ပါတယ်။အနာကတ်ချင်တဲ့အီရှီကီကမျက်ခွက်ကိုအားရပါရအထိုးခံလိုက်ရပြီးရှရင်ငင်းနဲ့တောင်မနဲ့လိုက်ကြည့်ရတဲ့တုတ်ချောင်းတွေကိုနိုင်ရိုတိုကလက်နဲ့အသာလေးဖမ်းပြနေရဖြစ်ပါတယ်။အီရှီကီကဒီလောက်ကြီးမားတဲ့အစွမ်းကိုနိုင်ရိုတိုဘယ်ကရလာမှန်းမသိတဲ့အတွက်ဒေါပလာခဲ့ပြီးလူသားစနိမ့်သရဝါတွေလုံးဝမရှင်းနိုင်ပါဘူးဆိုတဲ့အိုဆူဇူကီမျိုးနဲ့ဝင်တယောက်ကိုတဲအိတ်ထိုးသလိုစိတ်ကြိုက်တမနေရဲ့ပြီးသူ့ကိုကြာတစ်ချက်မှပြန်ထိခိုက်အောင်လုပ်လို့မရသေးရကြောင်းအီရှီကီလည်းတဖြည်းဖြည်းနဲ့အသေးခိုက်လာခဲ့ပြီးဖြစ်ပါတယ်။နိုင်ရိုတိုကတော့နတ်ဖျားပါဆိုတဲ့ကောင်ကိုလုံးဝနားကျိတ်မပေးပဲပဲနဲ့တစ်ချက်ချင်းအကြိုက်ပစ်ထည့်ပေးနေပြီးသူ့ရဲ့ signature racing gun ကိုလည်းတစ်ခေါက်လောက်စားခိုင်းလိုက်ပါတယ်။ချီကီကတော့လက်ရှိအချိန်မှာပြေးရင်မပြေးရင်ခွေးဆိုတဲ့အနေအထားရောက်တော့မှဖြစ်ပေမဲ့နိုင်ရိုတိုကထပ်ပြီးတိုက်စစ်ဖွင့်လာခဲ့ပြီဖြစ်ပါတယ်။ဘေရီယွန်မိုးရဲ့လောင်စာကယူဇာရဲ့တက်တန်းကိုအလင်းအမြန်တိုးစေတာဖြစ်ပေမဲ့ချာကိုရာဆိုတာကလည်းတယောက်နဲ့တယောက်ဆက်ဆက်နေတာဖြစ်လို့နိုင်ရိုတိုရဲ့ထိုးချက်တိုင်းအီရှီကီကိုထိနေအီရှီကီရဲ့တက်တန်းကလည်းအလားတူကျဆင်းနေပဲဖြစ်တဲ့အကြောင်းခူရာမာကရှင်းပြခဲ့ပြီးသားဖြစ်ပါတယ်။အဲဒါကြောင့်တဖြည်းဖြည်းအားနည်းလာရင်နိုင်ရိုတိုရဲ့လက်တီးကမပြင်းထန်တော့ဘူးဆိုရင်တော့ထိုးချက်တွေထိမိနေတဲ့အီရှီကီရဲ့တက်တန်းကလည်းတဖြည်းဖြည်းဖင်နာကပ်လာခဲ့ပြီးဖြစ်ပြီးတရက်ခွဲလောက်ကြံရသေးမဲ့အချိန်မှာနိုင်ဝက်အထိပြုတ်ကျလာတာကိုအီရှီကီကလည်းသတိထားမိလိုက်ပါတယ်။ဒါပေမဲ့နိုင်ရိုတိုကိုစက်မတိုက်ပဲထွက်ပြေးလို့လည်းမရတာကြောင့်အီရှီကီကစုပ်လဲစုစားလဲယူရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။